လာပါခင်ဗျာဒီနေ့သင်ခန်းစာကတော့အရင်နေ့ရဲ့သင်ခန်းစာကိုပြန်တီးဖို့ပဲဖြစ်ပါတယ်စောစောကကျွန်တော်တီးပြသွားတာကိုနှစ်ခေါက်တီးရပါမယ်ဒါလေးပေါ့နော်အဲ့ဒါကိုနှစ်ခေါက်တီးမယ်ပေါ့နော်နှစ်ခေါက်ပြီးတော့ဒီနေ့ဒါလေးထပ်ဖို့တိုးမယ်အဲ့ဒါကိုမောင်းနှင်းတီးတာလွယ်ပါတယ်ပြီးတော့ဘဲလက်တန်းစီညာလက်ကလေးEဒါဆုံးပြီးတော့ဒီဘက်ကလက်ညှိုးလက်မ DC ပြီးတော့မောင်းနှင်းစီပဲပြီးတော့ FGA မောင်းနှင်းโอเคဒီနေ့သင်ခန်းစာအဲ့ဒါလေးပါပဲအဲ့ဆိုစောစောဟာနေခုပေါင်းတီးကြည့်မယ်